ဓမ္မတွေဘယ်ဘဝကလာကြသလဲလို့မေးလို့ရှိရင်ဖြင့်မသိပါဘူးဖေဟာလို့တစ်ပွဲလုံးဖြေကြဘယ်ဘဝကလာကြသလဲမသိပါဘူးဩမသိတဲ့စီကလာကြတယ်ဒီကဘောဘယ်ကလာပါလဲခက်လိုက်တယ်ဖြစ်ချင်းကိုလာတယ်လားကိုလာတဲ့နေရာလဲကိုမသိဘူးဆိုတဲ့အိဗယ်ကလည်းဘယ်နဲ့ဖြစ်နေကြတာတုံးလို့မေးလို့ရှိရင်ပြန်မသိလို့မသိတာရှောက်ရပါတယ်ဖះဆိုတာဒါပဲဖြေထွက်မှာပဲကောင်းပြီတရားဓမ္မတွေဒီဘက်ကသုတ္တေမနေသိလုံးလို့ရှိရင်လည်းဘယ်သွားကြရမှာတုံးလို့မေးပြန်လို့ရှိရင်လည်းမသိပါဘူးဖះပဲဖြေရဩခက်လိုက်တယ်ဖြစ်ချင်းဘယ်ကလာလို့ဘယ်သွားရမှမသိဘူးဆိုတော့စကားတော့အယုတ်ဆိုးတာတော့ဖြင့်ရှိမှထင်ပါဘူးဘုကမောဘယ်ကလာလို့ဘယ်သွားမှမသိဘူးလေဘယ်နဲ့ဖြစ်နေကြတော့မသိလို့ပဲဘယ်ကလာလို့ဘယ်သွားရမှမသိဘူးဆိုတော့မောင်ကိုတို့လူစုတော့ခက်နေပြီကွဘယ်ကလာတော့မေးရင်တော့မသိပါဘူးဖေဟာဘယ်သွားရမှာတော့အမလည်းမသိတယ်လည်းပေါ်လာကြည်လားဘုကမောင်မသိတယ်ကမိုးပေါက်နေပြီဓာတိဘဝရင်လာလို့ဆိုလို့ရှိရင်ဖြင့်နောက်တုံးဘဝတွေကလည်းမသိရကလာပြီးမသိရကြီးသွားနေရတာပဲဆိုတဲ့အိဗယ်အရှင်းလင်းပြီးဒီကလာနေတော့တယ်အဲ့တော့ဒကာဓမ္မတို့တခါဘုန်းကြီးကပဲဆက်မေးပြန်တယ်တဲ့ဓမ္မဒီဓမ္မဗရမလာတဲ့တကန်းတယ်မှာလေကုမာရီတို့ဝတ္ထုကိုထောက်လိုက်လို့ရှိရင်လည်းသိတာပါတယ်သိရမှာဒကာဓမ္မတွေမသိဘူးလားလို့မေးလို့ရှိရင်ဘယ်နဲ့ဖြေကြသိရမှာတော့အသိတာဩသိရမှာတော့သိတာတစ်ချက်ကတော့လည်းရှိတာပဲဘယ်ကလာမှန်းလည်းမသိဘယ်သွားမှန်းလည်းမသိသိရမှာသိရလားဆိုတော့သိပါတယ်ဖေဟာဆိုတော့သိတာကလည်းအမှန်သားပဲခဏကြီးရတဲ့သိရမယ်ဆိုတော့သိနေကြတယ်နော်သိပင်သိ냐တော့လေတဲ့မသိတာလေးတစ်ချက်ကရှိနေပြန်သိတဲ့ထဲကမသိတာလေးတစ်ချက်ကဒကာဝါတို့မောင်ကိုတို့ခမောင်တို့ရှိနေသေးတယ်သိရမယ်အချိန်ကာလသိကြရဲ့လားလို့မေးပြန်တော့သိပါပါဗျာဩဒါဖြင့်ဒကာဓမ္မတို့အချိန်သာမသိတာသိရမှာတော့သိတယ်ဆိုတာရှင်းနေဒါဖြင့်ဒကာဓမ္မတို့ပြန်မေးပါဦးဘယ်ကလာကြသလဲဘယ်သွားကြမှာလဲသိရမှာတော့သိရလားအချိန်တော့သိကြရဲ့လားဒကာဓမ္မတွေဒီလိုခမရတဲ့တက်တို့မှာဖြင့်ခက်ပြီးဒီကလာနေတာကဘယ်ကလာမှလည်းမသိဘယ်သေးစုဒီမနေသေးလုံးတဲ့ခါကြလို့ရှင်ဘယ်သွားရမှလည်းမသိသိရမှာတော့လေခန္ဓာရတဲ့ကသိရဲ့သိရမယ်ချိန်ကာလကြည့်လိုက်ပြန်တော့မသိပြန်ဘူးတဲ့ဒါဖြင့်ဒကာဓမ္မတို့ဒီလိုလုပ်ကြကြတော့ဘယ်ကလာတယ်မသိတာတော့ဖြင့်အသာထားဘယ်သွားရမယ်ဆိုတဲ့သိဖို့ရအလုပ်ကတော့လုံးမယ်ဆိုရင်ရတယ်ဘယ်သွားရမယ်ဆိုတဲ့သိတဲ့အလုပ်ကတော့လုံးရင်ရသေးတယ်ဆိုတော့ဒီနည်းလေးတလန်းတနည်းပဖုံရှိသေးတဲ့အတွက်ကောင်းသေးတော့တယ်ဆိုတဲ့အဓိပ္ပာယ်လေးရသေးနော်အဲ့ဒါဒီလိုလုပ်ကြလိမ့်မယ်ဒကာဓမ္မတို့ဘယ်လိုလုပ်ရမှာတော့မေးတဲ့အခါကျတော့လာတာမသိလို့ရှင်သွားရသိဖို့အလုပ်ကလေးတစ်ခုတော့ကျွတ်တော့လုပ်ထားရမယ်သွားရသိဖို့အလုပ်ကလေးတစ်ခုတော့ဘာပါလိမ့်လုပ်ထားရမယ်လို့ဆိုတဲ့ဥစ္စာဒကာဓမ္မတို့အလွန်ရန်ကိုပဲအရေးကြီးပါတယ်ဆိုတာမှတ်ထားစမ်းပါဦးသိတော့မယ်ဆိုတော့စာလို့သုံးရင်ကံကမ္မနမိတ်ဂရိနမိတ်၃ပါးတစ်ပါးပါထင်ရတယ်လို့ဆိုတော့စိတ်ဓာတ်သူကြွယ်တော့ကြတော့စိတ်ဓာတ်သူကြွယ်တော့ကြတဲ့အခါကြတော့ရှင်းဖြင့်တဲ့ဒကာဓမ္မတို့သူတို့ဒီကားလို့ရှင်ကိုခိုင်းလုံးတဲ့ဝိပဿနာပညာမဲ့ပညာတွေအလုပ်ကိုလုပ်ထားလိုက်တဲ့အတွက်ဒီကသစ်ပင်ဆောင်နာအမျိုးမျိုးအဆောင်တဲ့နတ်တွေကစိတ်ဓာတ်သူကြွယ်သင်သေးတော့မှာပဲသီလတော်စေတောပဏိဝိသုဒ္ဓတာဆိုတဲ့အတိုင်းမင်းတွေကားလို့ရှင်သီလလည်းပြည့်စုံတယ်စိတ်တောင့်တတိုင်းပြည့်စုံနိုင်ပါတယ်ဒါကြောင့်မင်းတွေကလည်းစัจ java ရမင်းယူပါစัจ java ရမင်းယူပါလို့ဆိုတော့စိတ်ဓာတ်သူကြွယ်ကဥပယေတံပိအနိစ္စံလို့ပြောလိုက်တံပိတို့စัจ java ရမင်း
မင်းစည်းစိမ်ဒီလေအကယ်ရအောင်ယူရင်ရပါတယ်တံပိထွေရလက်တံဖြစ်တဲ့စကြဝဠာမင်းစည်းစိမ်ဒီလေအနိစ္စအနိစ္စပဲတံပိထိုစကြဝဠာမင်းစည်းစိမ်ဒီလေဒုက္ခဒုက္ခပဲလို့သံယုပါဠိတော်များလာထားတော့တံပိထိုစကြဝဠာမင်းစည်းစိမ်ဒီလေအနတ္တအနတ္တပဲဘာဟာယတန်ထိုတရားကိုဘာဟာယပယ်၍ခမိတ်သန်းသွားမယ်ဆိုတော့ဒါရင်ငါပယ်သွားမယ်လို့ဆိုတော့သူသေမကိစ္စလာပြောနေကြတာဒါတွေပယ်ပြီးကျုပ်သွားမယ်လို့ပြောတော့သူသေရမှသိတယ်သွားရမယ်ကိစ္စသူသိဒကာဓမ္မတို့ဘာသိပါလဲဩဒါဖြင့်ဘုန်းကြီးတို့ဒကာဓမ္မတွေလည်းဟောဒီနည်းရှိတာပဲလို့သိထဲမှာအောက်မေ့ကြရမယ်နည်းရှိတယ်နော်နည်းရှိတယ်တဲ့ခொနကမေးလိုက်တော့ဒကာဓမ္မတွေဘက်ကလာကြသလုံးဆိုတော့ဘယ်နဲ့လဲမသိပါဘူးခင်ဗျာတဲ့ဒီဘဝသုတ္တမလေးသေးလုံးလို့ရှိရင်ဘယ်သွားမှာတုံးလို့မေးပြန်တော့လေအဲ့ဒါဒကာဓမ္မတွေကိုသိတဲ့နေလုံးမထားလို့မသိပါဘူးခင်ဗျာလို့ဆိုတဲ့အဓိပ္ပာယ်ရဘာလုံးမထားလို့ပါလိမ့်သိတဲ့နေလုံးမထားတဲ့တွေ့တဲ့ဒကာဓမ္မတွေမသိပါဘူးခင်ဗျာတွေသာများနေတော့ဟောသိရမှာတော့သိရချိန်လေးလည်းမသိကြသေးသွားရမယ်လမ်းခေးကိုလည်းမသိသေးဟာသိအောင်လုပ်တဲ့ဤကျွတ်တို့လှုပ်ထားဖို့အရေးဟာကျွတ်တို့အရေးပဲဆိုတာဒကာဝါတို့မောင်ကိုတို့ခမောင်တို့ဒကာသစ်တို့ကိုမှတ်ကြမှာဒါဖြင့်ဒီဥစ္စာသိရမှာသိရလားလို့မေးတော့ဒကာဓမ္မတွေကဘယ်နဲ့ဖြေတယ်သိပြီဒီကာလဒကာဓမ္မတို့ဘယ်သွားရမှာတုံးဆိုတော့မသိဘူးလို့ဒကာဓမ္မတွေကတရားတော်လုံးပဲသုံးလိုက်ပါတယ်အဲ့ဒါသိအောင်လုပ်လို့ရှိရင်လည်းသိပါတယ်ရှင်းမလားသိအောင်လုပ်တဲ့ပုဂ္ဂိုလ်များသေကံဤကြတော့ဟိုဓမ္မဝရမှာလာတဲ့ဥပဒကကြီးတွေများထောက်ကြည့်တဲ့အခါကျတော့တုတ်တိရဏပြေကယထာကလာဆိုင်နေတယ်အာပရိန္ဒာကလာဆိုင်နေတယ်ယထာတွေလာဆိုင်နေတယ်ယထာတွေကကျုပ်ယထာလိုက်ပါသူယထာလိုက်ပါနဲ့သေကံဤများဥက္ကမမခေါ်ကြဘူးလားဗျဟေးရကြပါအောင်ရကြပါအောင်လို့အောက်ကနေမအော်ရဘူးလားအဲ့ဒီအော်ရတဲ့နေရာဌာနသာသမီတွေကတောင်မှအထင်လွဲလို့အဖေကြောင်ကြရမ်းမပြောပါနဲ့လို့တောင်းမှကြသေးတယ်ဟင်ဟာငါကြောင်ကြရမ်းပြောတာမဟုတ်ဘူးယထာတွေကသူယထာလိုက်ပါငါယထာလိုက်ပါဆိုတဲ့ဥစ္စာသူသွားရမယ်လမ်းသိနေတာကိုဗျာသူဒီသွားမယ်လမ်းလည်းသိတယ်ခေါင်းကစိတ်ဓာတ်သူကြွယ်တော့ကြတော့လေနိဗ္ဗာန်သွားရမယ်လမ်းဒီအနိစ္စတွေမလိုချင်ပါဘူးနိစ္စနိဗ္ဗာန်သာလိုချင်ပါတယ်နိစ္စနိဗ္ဗာန်ရှိသာသွားပါမယ်ဆိုတာလေသင်ရှားပြီးဒီကလာနေတော့ဩသူဒီဘယ်ကလာခဲ့တာတော့မသိညာတော့လေဘယ်သွားရမယ်ဆိုတာတော့သိအောင်တရားဓမ္မတို့လှုပ်ထားဖို့သင့်ပါတယ်သွားရမယ်ခရီးကိုလှုပ်ထားဖို့တော့ဖြစ်မလျှော့ကြနဲ့နော်ကိုလှုပ်ရင်ကိုရတာပဲကိုလှုပ်ရင်ဒါကြောင့်အဲ့တော့ခွန်ကြီးကဒီတရားဓမ္မတွေဆုံးမကျင်တာကဩဘယ်ကလာမှန်းလည်းမသိဘယ်သွားရမှန်းလည်းမသိသိရမှာတော့သိရလားဆိုတော့သိပါတယ်အချိန်သိပါရဲ့လားဆိုတော့မသိဘူးတဲ့အခုတရားဓမ္မတွေဥပဒနာလို့ဒါနသီလတွေကြီးကျယ်ကျယ်ကဲငါလည်းသိတော့မှာပဲစွန့်မှာပဲကျဲမှာပဲဒါနသီလတွေလည်းလုပ်ရလိမ့်မယ်ဝိပဿနာမဉ္ဇဉ်ဆက်အောင်လဲလုပ်ရလိမ့်မယ်ဆိုတော့ဒါတွေကိုဒါနလည်းတွင်တွင်ကျယ်ကျယ်မလုပ်ဖြစ်သီလလည်းမြဲအောင်မလုပ်ဖြစ်ဥပဒနာလုပ်ကြည့်ကြပြန်တော့ချိန်ရွေးပြီးဒီကလာနေတာဒီတရားဓမ္မတို့သိရမှာကအချိန်သိကြရလားသိရမှာတော့သိတယ်နော်အချိန်ကြတော့ဒါပြန်သိရမှာသိပြီအချိန်မသိတာနဲ့ဒါနလည်းရဲရဲမလုပ်သီလလည်းချောင်းပြောင်မစောက်ဝိပဿနာအလုပ်တွေကိုလည်းတွင်တွင်ကျယ်ကျယ်မလုပ်ဖဲနေတာတရားဓမ္မတွေကိုမှားမှုကြီးမှားပြစ်ကြီးကြီးတယ်လို့ဆိုကြပါလို့ဥက္ကမောင်ဘာပြစ်ကြီးပါလဲမှားပြစ်ကြီးကြီးတယ်သိရမှာတော့မသိဘူးလားသိသလားဘာအချိန်လေးကြပြန်တော့အချိန်ကလေးမသိတာနဲ့ဖြင့်စင်ကြယ်လဲပြီးကာလသာယသမီးစီးပွားရေးနဲ့ချိန်တွေကုန်ခံပြီးဒီကာလဒါနရဲရဲမစွန့်သီလမြန်မြန်ကြီးမဆောက်တည်နိုင်ပဲနဲ့သမထဥပဒနာတွေကိုဆိုတာကိုလည်းတရားဓမ္မတွေကရှောင်ဖယ်လုပ်နေတာဒီအချိန်ကလေးမသိတာနဲ့တရားဓမ္မတွေကားလို့ရှင်ဖြင့်မိုက်နေတာပဲမလိမ္မာမှုတွေပိုနေတာပဲလို့ဆိုလို့ရှိရင်မလွဲပါဘူးဒါကြောင့်ခမည်းတော်
တရားအထုတ်လို့တွင်တွင်ကြဲကြဲဖြစ်ပြီးဒီကလာသွားရလန်ခီအတိကြီးသိကျင်ကြလို့ရှိရင်ဖြင့်ဒီမရဏနုဒ္ဒတိကလေးလည်းမှတ်ထားပါဆိုတာကိုလည်းမှတ်ရတယ်နော်ငါသည်မုတ်ချသေးရမည်အချိန်ပိုင်းသာလိုတော့သည်ဆိုတာလေးအမျက်နှုံးခွင့်ငါသည်မုတ်ချသေးရမည်အချိန်ပိုင်းသာလိုတော့သည်ငါသည်မုတ်ချသေးရမည်အချိန်ပိုင်းသာလိုတော့သည်သဘောကျမုတ်ချတာသေးမှာမဟုတ်လားအချိန်တော့ပဲလိုတော့တယ်မဟုတ်လားအဲဒီဓမ္မတွေဒီကားလို့ရှင်လူငယ်လေးတွေမှလည်းဘာသာလိုတော့သေးတော့သေးမှာပဲချိန်ပိုင်းလေးကြံတော့လူကြီးတွေမှာရောဒီချိန်ပိုင်းအတွင်းမှာကျွတ်တို့ဒီကားလို့ဆိုလို့ရှိရင်မနေ့ကပြောသလိုသုတ်တန်သွားရင်ပြေးလွှားသုတ်တန်လွတ်တဲ့နေရာဌာနဒီဘဝသာရောက်ခံမယ်နောက်မရောက်အောင်ကြိုးစားမယ်ဆိုတာဒီသုတ်တန်သွားရင်ကြိုးစားမယ်ဆိုတာကိုလည်းမနေ့ကပြောခဲ့ပါတယ်ဒါကြောင့်တရားဓမ္မတို့ငါသည်မုတ်ချက်သေးရမည်ချိန်ပိုင်းသာလိုတော့သည်ဆိုတာကိုနှလုံးသွင်းဖို့ပြောပါတယ်ဟာချိန်ပိုင်းသာလိုတော့တယ်ဆိုရင်မြန်မြန်ကြိုးစားလိုက်မှပဲဆိုပြီးကာလသွားရလန်ခေသိအောင်မြန်မြန်ကြိုးစားလိုက်မှပဲဆိုတဲ့ဝရိယတွေပြင်းထန်လာပါလိမ့်မယ်နော်ကဲသုံးခေါက်လောက်ဆိုကြစမ်းပါဦးကဲတရားဓမ္မတွေကိုယ်အဓိပ္ပာယ်ကိုရှင်းကြရလားငါဒီပါတယ်တော့သိမှတော့သိချာချာပဲနော်ဒါကြောင့်ဓာရသမန္တာသယေဘာလာယေသဗန္တိတာအတ္တစေဝဒိဋ္ဌာသသဗ္ဗေမေစုပရာယနာလို့ငယ်တဲ့ပုဂ္ဂိုလ်လည်းသိရမှာပဲကွာမန္တရကြီးတဲ့ပုဂ္ဂိုလ်လည်းသိရမှာပဲကွာနော်ယေဘာလာယေသဗန္တိတာလူမိုက်တွေလည်းသိမှာပဲကွာလူပညာရှိတွေရောအတ္တစေဝဒိဋ္ဌာဆိုတဲ့ဆင်းရဲသားကိုသူကျွယ်တွေကိုသဗ္ဗေမေစုပရာယနာတဲ့သိမင်းစီမှာသွားပြီးခန္ဓာကိုယ်နဲ့ခွန်ဆက်ကြရမှာကြီးပါပဲသင်မင်းလက်တွင်ကောင်းစင်အကြရမှာကြီးပါပဲဆိုတာသိကြကြပါအဲ့ဒါကြောင့်ဒီထဲမှာအခုပြောတဲ့6မျိုးတဲ့ဖြင့်မများတော့ပါဘူးငယ်တဲ့ပုဂ္ဂိုလ်လည်းပါပါတယ်ကြီးတဲ့ပုဂ္ဂိုလ်ကောမိုက်တဲ့ပုဂ္ဂိုလ်လည်းလိမ္မာတဲ့ပုဂ္ဂိုလ်ကောပစ္စည်းပါရှားတဲ့ပုဂ္ဂိုလ်ပစ္စည်းကြွယ်ဝတဲ့ပုဂ္ဂိုလ်ကောဘာပဲပါဒီ6မျိုးဟာနောက်ဆုံးပဲသင်မင်းကောင်းစင်အရမှာကြီးပဲသင်မင်းကိုအဲ့ဒါကြောင့်သင်မင်းကြီးကောင်းစင်အပ်ရတဲ့ဘဝတွေကများလုံးလို့ဒကာဓမ္မတို့တော်ပြီတံပြီသင်မင်းစဘဝဘဖြစ်ဖြင့်ကျွတ်တို့အလွတ်ပဲရှောင်းပါတော့မယ်ဆိုပြီးဒီကလာဒကာဓမ္မတို့သေသည်ချမ်းမဲ့နဲ့စိတ်ဓာတ်သူကျွယ်တို့လို့လောကစည်းစိမ်တွေအကုန်ဒိဋ္ဌာကြီးပဲနိဗ္ဗာန်သာရင်ကောင်းတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးရအောင်တခါတည်းကိုသွားရမယ်လမ်းကိုသိထားရအောင်ဘုန်းကြီးတို့ဒကာဓမ္မတွေဒါနသီလသမထဥပဒနာတွေအကုန်ကြိုးစားရတော့မယ်ဆိုတဲ့ဥစ္စာယနေ့ဟောပါတယ်ရှင်းပြီနော်ကဲဒါဖြင့်ဒကာဓမ္မတွေကတရားတော့နားနေကြတာပဲဘုန်းကြီးကလည်းတရားဟောနေတာပဲကြောက်တရားမိချိန်မင်းသာလိုတော့သည်ဆိုတာလေးကိုနှလုံးသွင်းကြပါနှလုံးသွင်းလိုက်တဲ့အခါကျတော့ခொနဲ့ကဂိုင်လာရဂရိသိတဲ့အလုပ်ကိုနိဗ္ဗာန်အထာတောဂရိလို့ဒီနေ့ကလည်းပြောခဲ့တယ်နော်နိဗ္ဗာန်တရားနာပုဂ္ဂိုလ်တို့ဤလာရဂရိဆိုတာလည်းပြောခဲ့တယ်အဲ့တော့ဂရိမြဲအောင်ဒကာဓမ္မတို့နိဗ္ဗာန်မရသေးတောင်မှဒုက္ခတိရအောင်သူတိကနေပြီးဒီကလာအောက်ပြန်မလဲပဲနဲ့နိဗ္ဗာန်ကူးအောင်လုပ်ဖို့ဖြင့်ဒီကနေ့မှာသွားရလန်ခီယထာတွေကခေါ်သလိုနိဗ္ဗာန်အာယုံပြုတ်နိုင်သလိုဒကာဓမ္မတို့ဒီတဲ့ကြိုးစားရမှာပဲဒါဖြင့်အချိန်ပိုင်းတွင်ကြိုးစားရမှာပေါ့ခင်ဗျားတို့ကဘာပဲလို့တော့ငါသည်မုတ်ချသေးရမည်ချိန်ပိုင်းသာလို့တော့သည်ဒါဖြင့်ဒီချိန်ပိုင်းလေးအတွင်းမှာပဲဒကာဓမ္မတို့ဘာလို့ရမှာလဲကြိုးစားရမယ်ဥက္ကမောင်ရေလာရသိဖို့ကြိုးစားရမယ်ဘယ်ချိန်ကြိုးစားမှာပဲဒီချိန်ပိုင်းလေးအတွင်းမှာဒါဖြင့်ဘုန်းကြီးပြောနေကြစကားတိုင်းဒကာဓမ္မတွေသုံးရလို့ရှင်းပြန်အသေးကမဥပဲနဲ့ဉာဏ်ကဥအောင်လုပ်လိုက်ပါအသေးကမဥပဲနဲ့ခန္ဓာကိုယ်ကြီးအသေးပဲကြီးတခါတည်းကိုင်းနေပါတယ်ဉာဏ်ကတခါတည်းဒကာဓမ္မတွေကကိုင်းတာမင်းကိုင်းတာတော့ကိုင်းတာပေါ့ကွာတခါပဲကိုင်းခါမကွာနောက်ကိုဖြင့်သင်မဲခွန်ဆက်တယ်လို့မလုပ်တော့ပါဘူးဆိုတော့မသေးရမှန်ပြိနိဗ္ဗာန်ကိုဒကာဓမ္မတွေတခါတည်းမရောက်ကြိုးစားတော့မယ်ဆိုတာသဘောပါမသေးရမှန်ပြိနိဗ္ဗာန်ဆိုတာရှားမဟုတ်ဘူးအထုတ်လိုက်တဲ့ခါကြလို့ရှိရင်ဖြင့်နိဗ္ဗာန်မြင်တဲ့အမြင်ရပြီးတဲ့ပုဂ္ဂိုလ်ကြလို့ရှိရင်ဖြင့်သောတာပန်အမြင်ဖြစ်
ဘယ်လေးပါးနမိတ်တွေကမထင်လားလို့သူ့အတိနမိတ်တွေသာထင်လားပြီးဥက္ကမောင်ရေသွားရလမ်းခီသိပါလေသဘောကျကြရဂကနာဂယန္တာတို့ပါလေထို့တူပဲကိုသွားရကိုသိကြပါလေဆိုတဲ့အဓိပ္ပာယ်ရှင်းကြပါလားဒါဖြင့်ဘယ်ကလာကြသရုံမသိပါဘူးဘယ်သွားကြမှာတုံးလို့မေးရင်အဲ့ဒါသိအောင်လို့ရှင်းကြလားအဲ့ဒါကြောင့်တဲ့တရားဓမ္မတို့ခင်ဗျားတို့ဘုန်းကြီးတို့အားလုံးတရားနာကြတဲ့သံဃာတော်တွေရောတရားဓမ္မတွေရောဘုန်းကြီးတွေရောအချိန်ပိုင်းမဲ့လို့ကြပါတော့တယ်ဘာလို့ကြတော့အချိန်ပိုင်းမဲ့ဘုန်းကြီးတို့တရားဓမ္မတွေလို့ကြတော့အိမ်မှာလဲဒီဦးနဲ့တူစကားများကြပါနော်ကြောက်ကြရဖြစ်ကြတော့မယ်ဆိုလို့ရှိရင်အိုးအချိန်ပိုင်းနဲ့လို့တဲ့သေကံနီးကဒီပြောမျိုးပြောရသလားလို့ကိုယ့်ကိုယ်ကိုလည်းဆုံးမှာပါအချိန်ပိုင်းလို့တဲ့သေကံနီးတွေမဟုတ်လားဗျာအဲ့ဒါတယောက်နဲ့တယောက်ညင်မဖြစ်စေသာသမီဖြစ်စေမိမိကနဲ့ဖြစ်စေဆွေမျိုးညာတကနဲ့ဖြစ်စေမိတ်သင်္ကနဲ့ဖြစ်စေကျန်ကျန်